Hello everyone. Today I want to talk about how to resolve the rejection. အဲ့တော့အရင်ဆုံးအနေနဲ့ကျမရဲ့ဒီဗီဒီယိုလေးကို edit လိုက်တဲ့အချိန်မှာ intro မှာမလိုအပ်တာတွေအများကြီးပြောမိပြီးတော့ရှိနေတာကိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ပဲဗီဒီယိုခဏရပ်ပြီးတော့စကားချက်လေးအနေနဲ့ပဲပြောပြလိုက်တာပါ။ဒီဗီဒီယိုကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ပထမဦးဆုံးအနေနဲ့ကျမရဲ့ Chinese Scholarship ဗီဒီယိုလေးကိုတင်လိုက်တဲ့အချိန်မှာလူတော်များကဒီကျမကဘယ်လိုမျိုး reject မိရလဲဒီအကြောင်းလေးတွေကိုလာပြီးတော့မေးကြတာတခြားနောက်တစ်ချက်က Gemini Flavor ဆိုရဲကျမသဘောကျရတဲ့ blogger အမကသူ့ဘဝရဲ့အခက်အခဲဆုံးအချိန်မှာပေါ့နော်သူကိုယ်တိုင်ဒါမသိလိုက်ဖြစ်နေမကောင်းတဲ့စိတ်တွေအများကြီးဝင်လာတယ်အဲ့ဒါကိုသူ့အနေနဲ့ handle လုပ်ဖို့ခက်ပင်မဲ့လေဘယ်လို handle လုပ်ခဲ့တယ်ဆိုတာကိုဒီဗီဒီယိုထဲမှာပြပြထားတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါကိုနားထောင်ပြီးအရန် relatable လေးဖြစ်တယ်နွေးတယ်နွေးထွေးရတယ်ကိုယ်တိုင်လည်းအတွင်းမြင်အသစ်တွေအများကြီးပေါ်လာခဲ့ဒါကြောင့်မို့လို့ကျမအနေနဲ့လည်းကျမရဲ့ scholarship rejection ကိုဘယ်လို gain တွေဖြေရှင်းခဲ့ရလဲဆိုတာကိုမျှဝေပေးခြင်းလာလို့ပါပြီးတော့တော်တော်များများကဒီ scholarship ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ပြပြကြတယ်ပေါ့နော်လူတွေလိုအပ်ပါတယ်ဒါပေမဲ့လည်းကိုယ်တိုင်ကပေါ့နော်တကယ်လို့ reject မိခဲ့တယ်ဆိုရင်ရောဘယ်လို resilient ဖြစ်နေရမလဲဘယ်လိုအရှုံးတွေကအမျက်ကိုယူရမလဲဆိုတာကိုသိမပြောပြကြဘူးလို့တွေ့ရတဲ့အတွက်ကြောင့်မလို့တနည်းနည်းနဲ့ကူညီပေးခြင်းလို့ပါဒီဗီဒီယိုမှာက scholarship reject မိခဲ့သူတွေကိုမေတ္တာရှိထားပြီးတော့ကျမရဲ့ကိုချင်းစာစိတ်နဲ့ပြောပြပေးထားမလို့တကယ်လို့များအမားပါခင်ဆိုရင်လေပေါ့နော်မေတ္တာလေးနဲ့ကြည်ပြီးခွင့်လွှတ်ပေးကြဖို့တောင်းဆိုပါရရှင်ဗီဒီယိုကအရင်ရှိရမလို့တခုခုလိုရင်းနဲ့နားထောင်ဖို့အဆင်ပြေပါရဲ့နော်ကဲစလိုက်ကြရအောင်ပါအဲ့တော့ဘောနော်ဒီလိုမျိုး reject မိတဲ့အခါကျရင်လူမျိုးစားဘောနော်ကျမရဲ့ experience နဲ့ပြောရမယ်ဆိုရင်နှစ်မျိုးရှိမယ်လို့ထင်တယ်။ကိုယ့်ကို blame တဲ့သူနဲ့သူပြောက် blame တဲ့သူပေါ့နော်။ဘာတွေမှားယွင်းနေလို့လဲ။ငါတော့အသုံးကျပဲငါဒီ scholarship ကိုရတော့မရဘူး။အဲ့လိုလိုမျိုးရှိမယ်ကွာ။နောက်ထပ်တစ်ခုကအစွန်းနှစ်ဖက်ကိုပဲပြောတာပေါ့နော်။ဂျန်နေအများကြီးလည်းရှိမှာကောင်းတဲ့ positive ဘက်တွေလည်းရှိမှာပါ။ပြီးတော့ဒုတိယအနေနဲ့ပြောရမယ်ဆိုရင်ကြတော့သူတို့ကလေဘာလို့ဒီ scholar ကိုရရလဲငါဒီလောက်ကြိုးစားတာဘာတွေများငါ့ထက်ဟိုဖြစ်လို့လဲအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိနိုင်တယ်လို့ထင်ပါတယ်ဒါကတော့နှစ်မျိုးလုံးကမကောင်းတဲ့ဘက်ကပေါ့နော်ဥပမာကောင်းတဲ့ဘက်တွေလည်းရှိတယ်ဘယ်လိုအဲ့တော့ကျမအနေနဲ့ဆိုရင်ပေါ့နော်ရှက်ဖို့ကောင်းနေအရာလို့ပြောရမယ်ဘာလဲဆိုတော့နှစ်မျိုးလုံးဖြစ်ဖို့လေပေါ့နော်နှစ်မျိုးကျမကအခု innovative media production IMI တက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့scholarship ဝင်တာတကယ်ချင်းအများကြီးရှိတယ်ပေါ့နော်ဒါကတော့အဲ့လိုအတွေးမျိုးကတော့သူတို့နဲ့မတွေ့ခင်အတွေးခဲ့အတွေးမျိုးပါပေါ့နော်အခုဒီတကယ်ချင်းနေစီနေဆိုရင် sorry ပါတကယ်ကျတို့နဲ့မတွေ့ခင်ရဖြစ်တာမလို့ကျမတို့စိတ်ထဲမခုကြပါနဲ့ရှင်အဲ့လိုမျိုးပေါ့နော်ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုတော့ဒီစိတ်ထဲမှာပေါ့နော်ဘယ်လိုပြောမလဲမပြည့်တဲ့အိုကပေါင်ပင်ခက်တယ်ဆိုတဲ့စကားရှိတယ်လေအဲ့တော့ကျမလည်းအဲ့လိုပဲမပြည့်တဲ့အိုဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ပေါင်ပင်ခက်ခဲ့တယ်ပေါ့နော်ဘယ်လိုပေါင်ပင်ခက်လဲဆိုတော့ကြာဒီ scholarship ကိုစပြီးတော့ရှောက်တဲ့အချိန်မှာကျမဒီ IMI နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့် content creation တွေဒီ video production တွေနဲ့ပတ်သက်ပြီးတော့လေပေါ့နော်အတွေ့အကြုံလေးအနည်းငယ်ရှိခဲ့တယ်ဒီဗီဒီယိုထဲမှာဆိုရင်လည်းပေါ့နော်ကျမနည်းနည်းတော့ပြသခဲ့ပါတယ်အဲ့မှာဆိုရင်လည်းဒီကျမအလုပ်လုပ်ခဲ့တယ်ပေါ့နော် content writer creator script writer အနေနဲ့ပေါ့နော်အလုပ်လည်းလုပ်ခဲ့တယ်ဗီဒီယိုတွေလည်းထုတ်လုပ်ခဲ့တယ်ပြီးတော့ဒီ Hypen organization မှာလည်း content writer အနေနဲ့ volunteer ထည့်လုပ်တယ် volunteer အနေနဲ့ community contribution မှာဆိုရင်ကြတော့၃ခုပေါ့နော် project ၃ခုကိုလုပ်ခဲ့တယ်ပေါ့အဲ့တော့စိတ်ထဲမှာပေါ့နော်၃ခုဒီများတယ်လို့ထင်ခဲ့တာတကယ်တော့ကိုယ့်ရဲ့တကယ်ချင်းတွေရဲ့ဟာကိုသွားကြည့်မှအဲ့လောက်မများကိုယ့်ဟာလုံးဝဘလောက်လောက်ကလေးပဲရှိရဲဆိုတော့သိခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ပထမဦးဆုံးအနေနဲ့စပြီးတော့ပြောရမယ်ဆိုအဲ့လိုထင်ခဲ့ရပါတော့အဲ့လိုထင်ခဲ့တဲ့အတွက်ကြောင့်ငါက scholarship ရမှာပဲအဲ့လိုတွေ့တယ်ဒါပေမဲ့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကျမကအဲ့နှုန်းက China scholarship ကိုပေါ့နော်၃ခုရှောက်တာဘာလဲဆိုတော့ prospect China scholarship ကအရှင်ပေါ့နော် China scholarship prospect Burma scholarship and then Bangkok University ကပေးရ global prize scholarship ဒါပေမဲ့ကံအကြောင်းမလားစွာရဲ့ကျမရဲ့ဒီလာအားနေမှုနေတာရဲ့အချိတ်ဆက်တွေမမိတော့တာဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ global prize scholarship ကတင်ဖို့လုပ်ပြီးမှတင်လိုက်တဲ့နေ့မှာပဲသူကကျမတင်ခွင့်မရှိပါဘူးတဲ့accepted letter တောင်းထားပြီးတော့ပါဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒါကတော့တခြားအကြောင်းရင်းပါဆိုတော့အဲ့ဒါလေးခဏပေးလိုက်ကြရအောင်စကားလမ်းကြောင်းလေးသွားမှာဆိုအဲ့တော့ကျွန်မနှစ်ခုရှောက်တယ်လို့ထားလိုက်ပါတော့အဲ့တော့ prospect Burma ရဲ့ global Chinese scholarship ရှောက်တယ်ပေါ့နော်အဲ့တော့ဘလောက်တွေးထားလဲငါရမှာအဲ့လိုတွေးရပါတော့နော်အဲ့အချိန်မှာရမှာပဲပေါ့နော်ဘယ်လိုပဲဖြစ်ငါရမှာပဲပေါ့ဒါပေမဲ့ကျွန်မတေချာပေါက်ကွာအဲ့လိုအရင်ပေါင်မခက်တယ်ပဲဆိုပေမဲ့လေထင်ကြီးနေပေမဲ့လေပေါ့နော်တကယ်ကို essay ကိုတော့တိတိကျကျ3 4 5လလောက်အချိန်ယူပြီးတော့ရေးခဲ့တယ်ပြီးတော့အခါကျရင်လေတိတိကျကျ storytelling နဲ့တကွာပေါ့နော်အဲ့နှုန်းကတော့ကိုယ့်အတွက်အကောင်းဆုံးဆိုပြီးတော့အကောင်းဆုံးလုပ်ခဲ့တဲ့အားတွေပဲလုပ်ခဲ့တာပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့စိတ်ထဲမှာတွေးထားတာရမယ်လို့တွေးထားလိုက်တာဒါပေမဲ့
မမရ April May ပေါ့ May မှာ interview တွေခေါ်တဲ့အချိန်မှာကိုမပါလာပါလာတော့ကျမတို့အတုတ်ကဆိုရင်လေreject တဲ့ May တော့ရောက်လာအရန်လူများလို့ဖြစ်ပါမယ်အဲ့တော့အဲ့ခါကျတော့ဘလောက်နည်းနည်းလူကထိတာပေါ့နော်အရန်ထိသွားပြီးတော့ဘာလို့လဲငါဘာလို့မရလဲဆိုတော့အမအောင်ဆိုအတွေ့ဒီကိုကကိုစပြီးတော့ပလိန်နဲ့အတွေ့ပေါ့နော်ဘာလို့လဲဘာလို့ငါမရရလဲပေါ့ဘာလို့ငါမရရလဲဆိုပြီးတော့တွေးပြီးတော့စပြီးအပြစ်တင်တယ်ကိုကကိုအော်ဘာလို့လဲဘာလို့ငါမရရလဲဘာဖြစ်သွားတာလဲအဲ့လိုမျိုးပေါ့နော်တွေးပြီးတော့ကိုကိုအပြစ်တင်ပြီးတော့ပလိန်မိရေပေါ့နော်အဲ့ချိန်မှာနောက်ထပ်အနေနဲ့ဒါလေးပေါ့နော်လူတွေပြောနေတဲ့ psychology ဘာညာတွေမှာလည်းပတ်သက်ပါတယ်လို့ပြောကြရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နောက်ထပ်အနေနဲ့ကျတော့ဒီဟာကိုလက်မခံနိုင်ငါဘာလို့မရရလဲဆိုတာလက်မခံနိုင်တော့ဘာလို့လဲဘာလို့မရရလဲဆိုတော့ကျွန်မ scholarship interview ရတဲ့သူကိုသွားစစ်တော့ဘာလဲပေါ့နော်ငါလို့လေငါ့ကိုဘာလို့မပေးရလဲဘာလို့လဲငါဘာလိုအပ်နေရလဲအဲ့လိုမျိုးဖြစ်ပြီးတော့စပြီးတော့ကျွန်မစိတ်ထဲမှာစနိုးစလောင်လေးဖြစ်လာတယ်ပေါ့နော်သူတို့ကငါ့ကိုသိချင်တယ်သူတို့က China ကိုသိချင်အောင်ဖောက်တာလားဘာလားအဲ့လိုမျိုးပေါ့ဒါပေမဲ့တကယ်တော့အဲ့လိုမဟုတ်ဘူးကွာဘာလို့လဲဆိုတော့သူတို့ကတိတိကျကျကိုရွေးစစ်တာရွေးစစ်ပြီးတော့သူကလူပေါ့နော်ဒီ story background ကိုအများကြီးသိချာကြည့်ပြီးမှစစ်စစ်တယ်ဆိုတော့ကျွန်မနောက်ပိုင်းမှာသိလာခဲ့ရဆိုတော့ဆက်ပြီးတော့ဒီစကားပြောမယ်ဆိုရင်အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့မှာအရန်ပူလာပါတယ်ပေါ့နော်အဲ့တော့ကျွန်မဘယ်လိုတွေးထားလဲဆိုဒါဆိုရင်ငါက second ဒီတနစ်ထက်အောက်လိုက်မယ်လို့တွေးလိုက်တာပေါ့နော်တွေးပြီးတော့အဲ့လိုငိုယိုပါညာခုကြလေးဖြစ်ပြီးတော့ဒါမဲ့လေအာကျေးဇူးတင်စရာကောင်းတာကျွန်မမိဘတွေနဲ့မောင်နှမတွေကပေါ့နော်အများကြီး support လုပ်ပြီးတဲ့အတွက်ကြောင့်မလို့ဒီဟာကိုရခဲ့ဆက်တိုက်ပြီးတက်ခွင့်ရခဲ့ပေါ့နော်ဒါမဲ့အရှိမပြောထားသလိုပဲအဖေကလည်း retire ဖြစ်တယ်ပေါ့နော်ပင်စင်ရင်ပြီးတော့ကြတော့ဝင်ငွေမရှိဘူးပေါ့နော်ဝင်ငွေမရှိတဲ့အတွက်ကြောင့်မို့လို့လေမိဘကိုအဲ့လိုပတ်စံနဲ့ပတ်သက်အရန်အားနာတနာရတယ်မှာပါတယ်ပေါ့နော်အိမ်ကအဖေနဲ့မိအရန်ချွေတာတယ်အဲ့လိုမျိုးတွေမှာပါတော့အဲ့လိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်သူတို့ကငါ့အတွက်ချွေတာထားတာလားအဲ့လိုမျိုးတွေတွေ့ရပြီးတော့ဝမ်းနေရတယ်ဒါမဲ့လေကျွန်မ BU ရောက်သွားတယ်ပေါ့နော်အဲ့တော့ပူတယ်လို့ထင်အောင်ထင်နိုင်တယ်ဒါမဲ့ရောက်သွားတဲ့အချိန်မှာလေမပျော့နေဘူးဘာလို့တော့ဆိုတော့ဒီစိတ်ကြီးကွာမလွတ်ချနိုင်ငါကဘာလို့ scholarship မရလဲပို့ဆိုတာကွာဟိုဘက်က global rights scholarship ကလည်းသူကရှောက်ွယ်လုပ်တဲ့အချိန်မှာတင်းဆိုပြီးတော့ရှောက်မဲ့အချိန်မှာတင်းဆိုပြီးတော့ရှောက်ွယ်မပိတ်လိုက်တယ်အဲ့တော့ပို့ဆိုအောင်တော့ scholarship နဲ့ပတ်သက်ရင်ပို့ဆိုတဲ့အချိန်မှာပြီးတော့ဒီ time တွေကိုပို့သဘောကျတော့အရင်ရှူးတော့ပြီးတော့မတက်နိုင်ဘူးပေါ့နော်မတက်ချင်ဘူးဒါငါလိုချင်တဲ့ဟာမဟုတ်ဘူးကွာကိုကဒီ frame ကြီးကိုချထားရတယ်ဒီ frame တိုင်းပဲဖြစ်တော့ဒါငါလိုချင်တဲ့ဟာမဟုတ်ဒါမှဖြစ်တော့အရန်ပူလာတော်တော်ပူလောင်ရပါတယ်ဆိုတော့တော်တော်ပူလောင်တဲ့အခါမှာပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ပူလောင်တဲ့အခါမှာလူတွေကပေါ့နော်ကို့မှာရှိတဲ့အရာကိုကျေးဇူးမတင်မဲနဲ့ပူလောင်တဲ့အခါမှာလောကကြီးကတက်ခက်တယ်ပေါ့နော်အဲ့လိုမျိုးပြောကြရလေအဲ့တော့အဲ့လိုဖြစ်တယ်ပေါ့နော်လုံးဝလေလူကကွာစုပ်ပြီးစုပ်ပြန်နေလုံးဝအဆက်မပြေဘူးမပျော်ဘူးဘာမှလည်းအဆင်မပြေဘူးတကယ်ကိုပျော်မနေဘူးအဲ့2လ3လလောက်ကငိုယိုနေရတယ်ဖြစ်ကောင်းဖြစ်နိုင်တာကွာကိုကလည်းမြန်မာနိုင်ငံကနေပြီးတော့ထိုင်းကိုရောက်လာအကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုမှန်ထားတဲ့လိုအဲ့လိုဖြစ်တဲ့ပြီးကိုက scholarship ဝင်တာအနေနဲ့သွားချင်တာဒါပေမဲ့အခုကျတော့မိဘတွေကကို့အတွက်ကွာလို့ရောင်းချရတယ်လောက်ရတယ်အဲ့လိုမျိုးပြီးတော့ပျော်နေရတယ်ပါတယ်ပြီးတော့သိရမလားထိုင်းရပတ်စံနဲ့ကျမမြန်မာနိုင်ငံပတ်စံနဲ့ရှင်းပြီးတော့လုံးမိတယ်ပြီးတော့ကျမပတ်တာရဲ့အနေနဲ့လေ freelance ဝင်နေတာလည်းလုပ်နေရဆိုတော့အဲ့ရနေလေနည်းနည်းကိုရဲ့ဝင်ငွေနဲ့ကုန်စည်ချိန်တွေကမကာမိနေဘူးဖြစ်တယ်အဲ့တော့စိတ်မကောင်းအများကြီးဖြစ်ရအဲ့ဒါနေပေါ့နော်လုံးဝပင်ပန်းတရားရေပေါ့နော်ဒါပဲပိုးဆိုတာပါလေဆိုတော့ကျမတို့လူတိုင်းကပါပြီးတယ်ပြီလားကြောက်ရောက်တာလေးလေကြောက်ရောက်တဲ့ချိန်ကနေစပြီးတော့ဘေဘီခုချိန်တည်တော့အခုစကန်ဆန်တော့မမေ့တော့ပါဘူးဒါပေမဲ့အဲ့လို first year ပြီးရဲ့ချိန်လူတိုင်းမေ့စကားပိုင်းပြီလားအော် scholarship ဝင်တာလားအော် scholarship ဝင်တာချင်းလေအဲ့စကားကလေရင်တော့တကယ်ကိုလေနစ်ပြီးတော့စူတယ်ပေါ့နော်ကျမအိမ်တော်ကကြာတော့ကွာလို့ငါ scholarship ဝင်တာမဟုတ်ဘူးဆိုတော့သိချာစူးစမ်းရမယ်ဆိုပြီးတော့ကျမဒီ IMN ကိုအရင်တက်ချင်တာ3နှစ်4နှစ်လောက်တက်ချင်တဲ့အတွက်ကြောင့်မလို့သိချာ prepare လုပ်ထားတယ်ပါတာလေးဖြစ်တယ်အဲ့တော့အရင်ဆွဲလန်းတော့အရင်စူးစမ်းရတယ်ဒီမှာပါတယ်အဲ့လိုမျိုးစူးစမ်းတော့လူတွေကချော့ scholarship ဝင်တာလို့ထင်ကြတာအဲ့တော့ပို့ပြီးတော့ခံစားရတယ်ကွာရှင်တဲမှာငါ scholarship ဝင်တာဟုတ်လားအဲ့လိုတွေ့ရပြီးတော့အိမ်တော်ကဆဆဝင်ကြောင်းတဲ့ခါကျကျမ scholarship ဝင်နေတာတကယ်ချင်းမဟုတ်သေးဘူးဟုတ်တော့သူတို့ကအဲ့လိုပေါ့ပေါ့ပါနေရလို့ပြင်တာပေါ့နော်ပြင်လို့တယ်အဲ့တော့ဘာလို့လဲဘာလို့ငါကစူးစမ်းပြီးတော့အဲ့လိုမကောင်းတဲ့အတွေ့ပေါ့နော်မပြည့်ဘူးပေါ့မိခက်တယ်ငါကစူးစမ်းပြီးတော့ဘာလို့သူတို့ကကြောက်ရရတယ်တန်လိုက်အဲ့လိုမျိုးမကောင်းတဲ့စိတ်ဝင်တာအရန်ကိုတက်ဖို့ကောင်းတယ်အဲ့လိုပူလောင်လေကို့ဘာရှိတဲ့အရာတွေကပို့ပြီးစိုးလေအဲ့လိုဖြစ်တာပေါ့နော်အဲ့တော့ကျမတို့ဖြစ်စေချင်ဘူးအဲ့တော့အဲ့ချိန်မှာနောက်ပိုင်းမှာပေါ့နော်ပို့ပြီးတော့အဲ့လိုဖြစ်နေနေအဲ့လို scholarship child dream scholarship rejection အဲ့လိုစကားတွေက
တို့လည်းမကြက်သေးရထိုင်ရလို့ပဲအမြဲသွေးထွက်တယ်အဲ့အတန်ကြားနေပေါ့နော်အခုတော့အဲ့လိုမဟုတ်တော့ပါမဟုတ်လို့ကျွန်မဒီဗီဒီယိုလုပ်နေတာပေါ့လေအဲ့လိုမျိုးသွေးထွက်တယ်ကွာအမြဲဘာလို့လဲငါဘာလို့မရလဲဘာကြောင့်လဲအဲ့လိုမျိုးအမြဲတွေးမိတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျွန်မ scholarship ဝင်တာတကယ်ချင်းနေစကားပြောဖြစ်တယ်ပေါ့နော်အချို့ပြောအချို့တွေဆိုရင်ဒီ နိုင်ငံရေးအခြေအနေကြောင့်ကျောင်းထွက်ရတဲ့သူဒီထောင်ထဲကိုရောက်သွားတဲ့သူတွေတချို့ကြဆိုလေဒီလုံးဝပညာရေးမှာလုံးဝအဆင်မပြေဖြစ်သွားတဲ့သူတွေပြီးတော့ဒီတိုင်းရင်းသားနေဆက်ကသူတွေပိုဆိုးတယ်ပေါ့နော်အဲ့ဒါမျိုးသူတို့ဘဝနဲ့ကျမနဲ့ရှင်းကြည့်လိုက်တဲ့အခါမှာနားလည်လာအော်ငါကဒီလိုမျိုးဆိုတာထက်ပေါ့နော် China ဒီ me face ဖြစ်တယ်ကိုကဒီလူတစ်ယောက်ကဒီဘလောက်လိုနေလဲဆိုတာသိတယ်နောက်ထပ်တစ်ချက်ကသူဒီ social နဲ့ဘလောက်ပြုလဲဆိုတာကြည့်ရပေါ့နော်အဲ့ရသူတွေဆိုဘလောက်တောင်လေအရင်ချီးကျူးဖို့ကောင်းလဲဆိုတော့ပေါ့နော်အဲ့လို scholarship ဝင်တာတယောက်ရှိရပေါ့နော်မေဂျာတော့မတူဘူးဒါပေမဲ့ကျမနဲ့မေဂျာမဟုတ်ဘူးပဲကျွန်တော်တန်းနဲ့တူသေးရတယ်ပေါ့နော်ဘာလို့ဆိုတော့ IMI နဲ့ IMC နဲ့ကတစ်ဖွဲ့တည်းကိုဆိုတော့တစ်ခုလေ communication တစ်ခုလေဆိုတော့တူသိရတယ်မေဂျာဘာသာရေးတော်များဆင်နေအဲ့တော့တွေ့ရခါမှာအဲ့တယောက်ဆိုရင်သူကလုံးဝကွာလို့နေဆက်တွေဒီအလုပ်သွားလုပ်ရတယ်အဲ့လိုလုပ်တာတောင်မှကွာလုပ်ပြီးသွားလို့သူ့မှာပတ်စံရလာခြင်းညာသူကလုံးဝ community ကိုလုံးဝ contribute လုပ်ပြီးတော့တခြားစူးစမ်းပြီးလုပ်ပေးရပေါ့နော်စေတနာတတ်တာပေါ့အဲ့ခါကျတော့ဒါတွေကပို့ပြီးဖြစ်လာရင်ဆိုမြင်လာရတယ်ပြီးတော့အဲ့ခါမှာဆိုရင်တချို့အဖိုးတွေဆိုရင်လည်းအဲ့လိုပဲတခြားစူးစမ်းပြီးတော့လုပ်တာရှိတယ်နောက်ထပ်တငယ်ချင်းတယောက်မိကလေးတငယ်လေးတယောက်ဆိုရင်လည်းသူဆိုရင်လည်းလုံးဝတိုင်းသူပဲပေါ့နော်အရန်စာတော့တယ်ပြီးတော့အဲ့ခါကျတော့အဲ့လိုသူဆိုရင်လည်းလုံးဝကွာ financial struggle ဖြစ်ရတယ်ပေါ့နော်အဲ့လိုမျိုးမြင်တဲ့ခါကျတော့အော်ချိုင်းတွေကတေချာရွေးချယ်တာဆိုတော့နားလည်လာခဲ့ပေါ့နော်အဲ့တော့တခြားတေကြတော့လေအဲ့လိုကျမဆက်လာကိုချင် region မိကစားမှာ live ပေါ်မှာ rumor ရှိတယ်ပေါ့နော်ချိုင်းတွေက essay ကိုတေချာမဖတ်ဘူးချိုင်းတွေဒီ essay ချိုင်းတွေကပေါ့နော်ဟိုဘာတွေကိုပဲပို့ပေးတာအဲ့လိုမျိုးတွေပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ပြောချင်တာလေအဲ့လိုမရတဲ့သူတွေကလည်းတိတိကျကျကိုဘတ်ပေါင်းစုံကနေလိုအပ်တဲ့အတွက်ကြောင့်မလို့ရတာလို့ထင်ပါတယ်ပေါ့နော်အဲ့တော့မို့လို့ပေါ့နော်တကယ်လို့ကိုကဒီနေ့မှာပေါ့နော် reject ဖြစ်သွားတယ်အဲ့ဒါဆိုရင်လည်းပေါ့နော်အရင်ကိုကိုလည်းအပြစ်မတင်သေးချင်ဘူးပေါ့နော် scholarship ဆိုတာလေ team နဲ့စင်နေပေါ့နော်ဟုတ်ပါတယ်တကယ် team မပေါက်ဘူးဆိုပြီးတော့ team မထိုးရင်တော့ team မပေါက်ဘူးပေါ့နော်ဒါပေမဲ့ team ထိုးတိုင်းလည်းမပေါက်နေဘူးပေါ့နော်ဒါကြောင့်မို့လို့လေကျမတို့ကဒီလိုမျိုးစိတ်သက်သက်နဲ့ကိုကစူးစမ်းတယ်ဆိုအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကိုကတကယ်လို့ scholarship က reject မိတယ်မိရယ်ဆိုရင်လည်းပေါ့နော်လိုအပ်တဲ့အချက်လေးတွေကိုပြန်လည်ပြုပြင်မယ်ဆိုရင်အများလုံးအဆင်ပြေနိုင်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ဒီစူးစမ်းနေဖို့ပါပဲအဓိကလို့တော့ထင်ပါတယ်ရှင်လမ်းကတော့ဒီလမ်းတိုင်းပဲဆက်လျှောက်သွားနေမယ်ဆိုရင်တစ်ခုမဟုတ်ရင်တစ်ခုကတော့တွေ့လာမယ်လို့ထင်တယ်ပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျမဆိုရင်ဒီ project ကို community project တွေလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုလုပ်ခဲ့တဲ့အချိန်မှာဆိုရင်လည်းစိတ်ထဲမှာထင်တာပေါ့နော် community project လုပ်တယ်ဆိုတာကငါ scholarship တွေရဖို့ပဲလို့တွေးခဲ့တာဒါပေမဲ့တကယ်တော့ scholarship ထက်ပိုကောင်းတဲ့အရာဖြစ်တဲ့ဒီ friendship တွေ teamwork ဘယ်လိုလုပ်ရမှာတွေအများကြီးရခဲ့ပြီးတော့စိတ်တွေလည်းအများကြီးပွင့်ခဲ့ရပေါ့နော်။ဒါကြောင့်မို့လို့လည်းဖြစ်နိုင်မယ်ဆိုရင် community project တွေကိုလည်းများများလေးလုပ်စေချင်တယ်ပေါ့နော်။တကယ်လို့ကိုယ့်စိတ်ထဲမှာကိုကလုပ်ခဲ့တယ်ဒါပေမဲ့မရဘူးလို့ဖြစ်ခဲ့ရဆိုရင်တော့မှဒါအလကားလို့မမြင်စေချင်ဘူးပေါ့နော်။ဒီကနေပြီးတော့ဘာတွေသင်ယူရမလဲဆိုတာကိုအမြင်သိနေမယ်ဆိုရင်ဒါဟာအရှုံးနဲ့ကအမြတ်လို့ပဲထင်တယ်ပေါ့နော်။ကျမကတော့ဘယ်လိုမျိုးတွေးစေချင်လဲဆိုတော့ scholarship ကို reject မိတယ်ဆိုတာကတကယ်တော့ reject ဖြစ်တာမဟုတ်ဘူးပေါ့နော်။လောကမှာကိုကဝင်တာဖြစ်နိုင်တယ်နှစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့လုံးဝ scholarship ဝင်တာပေါ့နော်လုံးဝဝင်သွားဒုတိယတစ်ခုကအဲ့အရှုံးကို reject မိတယ်အဲ့ reject ကိုကငါကတော့အသုံးမချဘူးငါကတော့လုံးဝအဆင်မပြေဘူးနောက်တစ်ခုကကြတော့ဒီလူတွေကငါထက်လည်းမတော်ဘူးဘာလို့သူတို့ကရတယ်ဆိုတော့လက်မခံနိုင်ခြင်းပေါ့နော်ဒါကလေခံစားချက်တွေဆိုတာကတော့ကျိုးချောင်းစီရောပါတယ်ဒါကြောင့်ဒါဖြစ်တယ်ပေါ့နော်မကောင်းတဲ့ EV စိတ်တော့ဟုတ်တယ်ဆိုပေမဲ့လေဒီခံစားချက်နောက်ကိုလိုက်မပါသွားဖို့ပဲလိုတာပေါ့နော်အဲ့လိုဖိလိုက်မဲ့အစားပေါ့နော်သူတို့လည်းဒီလိုဖြစ်တာလေဆိုတာလေးတော့တွေးပြီးတော့မယ်ဆိုရင်ပို့ပြီးတော့လည်းအဆင်ပြေစေမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကိုကဒီလိုမျိုးလေးတွေးပြီးတော့လုပ်မယ်ပို့လိုအပ်တာအဲ့တော့ကိုအဲ့လိုမျိုးနှစ်မျိုးထဲမှာမပါဝင်ပဲနဲ့လုပ်စရာရှိတာကိုဆက်လုပ်မယ်ပြီးတော့အဲ့လိုလမ်းတွေအကုန်လုံးပေါ့နော်အမြင်နဲ့ဖွင့်လိုက်စေချင်တယ်ပေါ့နော်ကျမလိုမျိုးဒီတစ်ခုကလွယ်လို့မလုပ်ဘူးလို့မလုပ်ခဲ့နဲ့ဒီတစ်ခုလည်းနောက်ထပ်ဘာရေးရှိအောင်မလဲအများကြီးရှိရကွာအဲ့ဒါကြီးလည်းသွားစီချင်တယ်ပြီးတော့ဒီ university တွေကလည်းပေးတဲ့ scholarship တွေလည်းရှိရပေါ့နော်ကိုက try မကြည့်သေးပဲနဲ့မသိနိုင်ဘူးလေဟုတ်တယ်မလားတချို့ဆိုရင်ကျမအဲ့လို Chinese prospect ပါမှာ IMI ရှောက်ချင်တယ် Chinese prospect ပါမှာမဟုတ်ပဲနဲ့တခြားဆို global
BU ကပေးထားတယ်ရှိရပေါ့နော် University Scholarship တွေရှိအဲ့ဒါတွေကနေလေသွားပြီးတော့ရှောက်ကြည့်စေချင်အဲ့တော့ကိုမှရှိနေသေးရဆိုရင်ကိုမှအချိန်နေရှိတယ်ကျောင်းကလည်းမလျှောက်ရသေးဘူးအချိန်တွေကလည်းရှိသေးတယ်ဥပမာပြောမယ်ဆိုရင်ကိုက scholarship မဝင်ဘူးဒီကြားထဲမှာတစ်နှစ်ထပ်ဆောင်မယ်အဲ့တစ်နှစ်မှာကိုကဘယ်လိုမျိုးသွားမလဲဘယ်ပိုင်းကိုသွားမလဲဆိုပြီးတော့ကိုက skill unity and then အခြားသော final ပဲဖြစ်ဖြစ်အဲ့လိုမျိုးသုံးခုကိုပိုင်းခွဲပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းလာမယ်လို့တော့မြင်နေပေါ့နော်ကျမလည်းအဲ့လိုမျိုးပဲတွေးတယ်ကျမဆိုရင်အခုအဲ့လိုမျိုးတွေးရပါတော့နောက်ပိုင်းကျတော့ဒီ Chinese scholarship ဝင်လာရင်လည်းစကားများပြောဖြစ်တယ်Chinese မြန်မာတခြား global price scholarship ကတကယ်ချင်းလည်းစကားပြောဖြစ်တယ်အဲ့လိုပြောတဲ့အခါမှာနားလည်လာတဲ့အခါကျတော့လေအများကြီးกว่าတယ်ကိုယ်တွေနဲ့ပေါ့နော်အများကြီးกว่าတဲ့အတွက်ကြောင့်မလို့ကိုက reject မိတာပဲဆိုတာနားလည်ပြီးတော့ကျမဖေအမြင်ပြောရပေါ့နော်သူဆိုတာဒီကန်ဒီယာကကိုယ်ပေးအခွင့်အရေးဆိုတာအမြင်ရှိတယ်ကိုကအဲ့အခွင့်အရေးကိုမမြင်တာလေးရှိတာပေါ့နော်ဥပမာပြောမယ်ဆိုကျမတို့အမြင်သူများထက်တာနေအခွင့်အရေးဆိုတာရှိတယ်ပေါ့နော်ကိုက scholarship မြင်ခံလိုက်ရတယ်ကိုမှအကြောင်းတက်ခွင့်ကမရသေးဘူးဆိုရင်တောင်မှကိုမှလက်တွေခြေထောက်တွေရှိနေပြီဆိုရင်ဒါဟာလည်းပဲအခွင့်အရေးတစ်ခုပဲပေါ့နော်အခုကဒီဗီဒီယိုကြည့်ရဲဆိုဒါ internet ရတယ်ဆိုတာလေဒါအခွင့်အရေးတစ်ခုပဲအဲ့ဒီခွင့်အရေးကိုဘယ်လိုသုံးချပြီးဘယ်လိုလုပ်မလဲဆိုတော့သိမှသာလေကိုကဒီအခွင့်အရေးကကိုယ်ပေးတယ်ဆိုတဲ့ဟာကအလကားမဖြစ်ပါလို့မြင်နေပေါ့နော်အဲ့ဒါလေးကိုကျွန်မပြပြချင်တာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကလည်းတော်တော်လေးတော့ရှိနေပြီပေါ့နော်ကျွန်မအကြောင်းပဲပြောနေတာတော့ဖြစ်နေတာတော့မသိပါနဲ့အဓိကရှိတဲ့ချက်ကတော့ဒီ scholarship reject မိတယ်ဆိုတာဒါရပါတော့ reject ဖြစ်သွားတာမဟုတ်ဘူးရှုံးသွားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်အမြင်နဲ့ဒီ scholarship လျှောက်တယ်ဆိုတဲ့နေရာမှာဝင်းတာနဲ့မဝင်းတာပဲရှိရပေါ့နော်နိုင်တာနဲ့ရှုံးတာမရှိဘူးအဲ့တော့ကိုကဝင်းနေဆိုရင်လေဒါကောင်းတဲ့အရာတစ်ခုပေါ့ဒါမဲ့ကိုကမဝင်းဘူးဆိုရင်လေစိတ်ထဲမှာမပူလောင်နေပဲနဲ့ဒီကနေပြီးတော့ဘယ်လိုမျိုးပြန်ပြီးတော့ reject လုပ်တဲ့အရာပေါ်မှာအရှုံးနဲ့ကနေပြီးအမျက်ကိုဘယ်လိုယူမလဲဆိုတာကိုသိစေချင်တယ်ပေါ့နော်အဲ့အမျိုးတွေကိုရှာမယ်ဆိုရင်တော့အရာအလုံးကပို့ပြီးတော့အဆင်ပြေသွားမှာပေါ့နော်အဲ့ဒါခုအနေနဲ့ကတော့ပြောချင်တာကတော့အရင်မပူလောင်နေနဲ့ကို့မှာရှိနေအရာကိုကျေးဇူးတရားလေးနဲ့တင်မယ်ဆိုရင်စိတ်ကလေးနဲ့ပို့ပြီးအေးချမ်းလာပဲလို့ထင်တယ်ပေါ့နော်ဥပမာကျမဆိုရင်အဲ့လိုအစားအဲ့လို reject မိရင်အရင်စိတ်အဆင်မပြေဘူးဖြစ်တယ်ပေါ့နော်အဲ့လိုကျောင်းမှာဆိုရင်လည်းအဲ့လိုတစ်ခါတလေဒီတငယ်ချင်းတွေနဲ့မခင်ခင်ရဆိုရင် scholarship ဝင်တာဒီပြင်းနည်းနည်းအောင်းနေဘာလို့လဲအနာဟောင်းကိုပြန်ပေါ်ရလို့ခံစားရတာဒါမဲ့အဲ့လိုဆိုပေမဲ့ပေါ့နော်ဒါမဲ့နောက်ပိုင်းမှာလေ scholarship ဝင်နိုင်တဲ့စကားပြောကြည့်လိုက်တဲ့အခါကျဒီလိုတွေပါလားဆိုတော့ကျွန်တော်ပို့ပြီးတော့ motivate ဖြစ်စေပြီးတော့လွတ်စိတ်ကိုလုံးဝလွတ်ချနိုင်တယ်ပေါ့နော်အခုဆိုကျွန်မပေါင်းနေတဲ့ volunteer တွေလုပ်တယ်ကျွန်တော်တို့ film project တွေလုပ်တယ် group team work တွေလုပ်တယ်အကုန်လုံးကလေအဲ့လို scholarship ဝင်နိုင်ဒီနေ့လေလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့လုပ်ဖြစ်တဲ့အခါမှာနားလည်လာတယ်အဲ့တော့လူတစ်ယောက်ကကိုယ့်ထက်ဒီအခွင့်အရေးကိုဘာလို့ပိုရသွားလဲဆိုတော့သူကအကြောင်းပြချက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေနားလေသိချင်တယ်အဲကြောင့်မလို့စိတ်ထဲမှာလေကိုယ့်ဒါပေမဲ့ကို့မရွေးချယ်ဘူးဆိုတာလေကိုညံ့လို့ဆိုတာလေကိုကလည်းဘယ်လိုမျိုး skill ကိုဖြည့်ရမလဲဆိုတာသိဖို့လိုအပ်တယ်ပေါ့နော်ဒါဆိုရင်တော့အဆင်ပြေမယ်လို့မြင်ပါတယ်ရှင်ပြီးတော့အဓိကကတော့ပေါ့နော်ဒီတစ်ခုလေးကိုပဲမဟုတ်ပဲねအခွင့်အရေးအများကြီးဖြန့်ချိဖို့နဲ့ research တွေလုပ်ဖို့ရယ်ပြီးတော့ကို့မှာအခြေအနေရှိရယ်ဆိုရင်အခြေကိုအကျိုးရှိအသုံးချဖို့လိုအပ်တယ်ပေါ့နော်နောက်ကျသွားရဲဆိုတော့မရှိဘူးပေါ့နော်ကျမအသက်20နှစ်ပေါ့နော်ဒီနှစ်ထဲမှာဆိုအသက်22နှစ်ပြည့်ပြီဒါမဲ့ကျမတွဲလုပ်နေရတဲ့ဒီပြားပေါ့နော်ကျမတက်ငယ်ကြတဲ့ကလေးတွေအများကြီးပါတယ်ပေါ့နော်ဒါမဲ့အဲ့ခါကျရင်လေကိုကစိတ်ထဲမှာမတွေးနဲ့ပေါ့နော်ကို့အနေနဲ့ကိုကဒီကလေးတွေထက်အသက်ကိုက3-4နှစ်လောက်ကြာနေပြီထားအဲ့3-4နှစ်အတွင်းမှာဒီကလေးတွေဘွဲရပြီးသွားလို့နေရာတစ်ခုရောက်တဲ့အခါမှာဒီကလေးတွေနဲ့ကိုယ်တွေကသူတို့ထက်3-4နှစ်ပိုသားနေရတယ်မဖြစ်နိုင်ဘူးလားအဲ့လိုတွေးမိရပေါ့နော်ကျမဆိုရင်3-4နှစ်လောက်အောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ GD exam fee တို့ပြီးတော့အဲ့လို skill တွေဖြည့်ချင်တာတွေရဲ့အတွက်ကျွန်မအလုပ်ထွက်လုပ်လိုက်တဲ့အခါကျတော့အဲ့မှာနည်းနည်းအောက်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုလေဘယ်တော့မှနောင်တမရဘူး scholarship မရခဲ့လို့လေနောင်တမရဘူးဘာလို့လဲဆိုတော့အဲ့ဒီ ACR တွေရပဲကွာကိုကအလုပ်တွေ့ကြုံပိုရနေတယ်လို့မထင်ဘူးလားအဲ့လိုမျိုးနည်းနည်းတွေးပြတယ်ပေါ့ဒါကြောင့်မလို့ကိုကအချိန်တစ်ခုပိုရနေတယ်လို့ထင်နေဆိုရင်အချိန်တစ်ခုပိုရနေတယ်ဆိုရင်အဲ့ဒါကောင်းတဲ့အရာတစ်ခုပဲဖြစ်တယ်အဲ့ဒါအဲ့အချိန်တွင်မှာဘယ်လိုအကျိုးရှိအသုံးချမလဲဆိုတာကိုသိစေချင်ပါတယ်ရှင်အဲ့တော့တစ်ခါတလေမှာလမ်းမှာကျွန်တော်လွတ်ချခဲ့ရတဲ့အရာကြီးရှိတယ်အဲ့လွတ်ချခဲ့ရတဲ့အရာတွေကိုလွတ်ချနိုင်ပြီးမှဒါလည်းဒါကိုတွေ့နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်မပြပြပေးခဲ့တဲ့အတွေးလေးကြီးအားလုံးအတွက်အဆင်ပြေမယ်လို့ပြောနေပါတယ်ရှင်တော့ကျေးဇူးတင်ပါတယ်ရှင်ဒီဟာလေးမှာအမားပါသွားခဲ့ရင်ခွင့်လွှတ်နားလေးပေးပါရှင်ဟုတ်ကဲ့အားလုံးပဲအောင်မြင်တဲ့ဝင်နာကောင်းနေပြကြပါစေ